မင်္ဂလာပါတငယ်ချင်းမိတ်ဆွေတွေဒါမှမဟုတ်လှုပ်ဖို့ဂိုင်ဖက်တွေလုပ်ငန်းတစ်ခုခုလုပ်ဖို့လို့အစီအစဉ်ဆွဲတယ်ခီးတစ်ခုခုသွားဖို့လို့အတွက်စီစဉ်ထားတယ်ဆိုလို့ရှိရင်တယောက်နဲ့တယောက်အမြင်တူမတူညှိနှိုင်းဖို့လို့အတွက်အသုံးဝင်တဲ့စကားစုလေးတစ်ခုရှိပါတယ်အဲ့ဒါကတော့ to be on the same page ပါဥပမာလေးတွေနဲ့အတူတူကြည့်လိုက်ကြရအောင် we need to discuss the travel budget to ensure everyone is on the same page တို့တွေအားလုံးငွေကြေးသုံးစွဲမှုနဲ့ပတ်သက်ပြီးတော့မှအမြင်ချင်းနားလည်မှုချင်းတူညီစေဖို့လို့အတူတူဆွေးနွေးကြရအောင် Just to be on the same page we are meeting at the cafe at 4 p.m. right မင်းနဲ့ငါနဲ့သိထားတာမလွယ်ရအောင်မေးကြည့်မယ်နော်ဒီနေ့တို့တွေတွေ့ကြမှာညနေ4 နာရီလက်ဖက်ရည်ဆိုင်မှာဟုတ်တယ်မလား I want to send you a summary email to ensure we are on the same page regarding the project deadline project အပိတရမယ့်ရက်စွဲခင်ဗျားနဲ့ကျွန်တော်နားလည်ထားတာချင်းအတူတူဖြစ်စေဖို့လို့အနှစ်ချုပ် email လေးကိုပို့ပေးချင်ပါတယ် Let's review the goals of the meeting so that everyone is on the same page အဖွဲ့သားအားလုံးအမြင်ချင်းတူရအောင်လို့ဒီအစည်းအဝေးရဲ့ရည်ရွယ်ချက်တွေကိုပြန်ပြီးသုံးသပ်ကြရအောင် I think we are not on the same page. Let me explain the strategy one more time. ကျွန်တော်တို့အချင်းချင်းနားလည်မှုလွဲနေတယ်လို့ထင်တယ်။ဒီ strategy ကိုနောက်တစ်ချိန်ပြန်ရှင်းပြခွင့်ပေးပါ။ We are on the same page ဆိုရင်ကျွန်တော်တို့အချင်းချင်းအမြင်တူတယ်လို့ပြောတာ။တကယ်လို့အမြင်မတူဘူးဆိုရင်ရောလွယ်လေးပါပဲ not ထည့်ပြီးပြောလိုက်မယ် We are not on the same page ကျွန်တော်တို့နားလည်မှုလွဲနေပြီအမြင်မတူဘူးလို့ပြောတာပါ။နောက်ဗီဒီယိုဒီမှာပြန်ဆုံမယ် Bye bye